สวัสดีทุกท่านนะครับအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ဒီလာမှတ်တာထိုင်းစကားပေါ့နော်တနေ့ရှစ်လုံးထိုင်းစကားလုံးစီစဉ်ရနေပြီးတော့ပြန်လဲကြည့်ဆိုလိုက်ပါတယ်ဒါတော့ဗီဒီယို9ပုံမြောက်ဗီဒီယိုပဲဖြစ်ပါတယ်ဆိုတော့ဒီ9ပုံမြောက်ဗီဒီယိုမှာကျွန်တော်ထိုင်းစာဘာတွေမျှဝေပေးချင်လဲဆိုလို့ရှိရင်ဒီမှာလက်မောင်းပေါ့နော်ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ့နော်ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုကျွန်တော်တို့ထိုင်းလို့ပြောကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုမစတင်မီကျွန်တော်ရဲ့ YouTube channel လေးနဲ့ကျွန်တော်ရဲ့ Facebook page လေးကို like and follow လေးလုပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်တော့မယ်ဆိုလို့ရှိရင်အမြဲတမ်းကျွန်တော်ပြောပါတယ်စာအုပ်နဲ့ပုံပြင်ကင်ထားပါကျွန်တော် live map ပေါ့နော် live map မှာဒါဗီဒီယိုကတစ်ခေါက်ကြည့်ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခေါက်ကြည့်စရာမလိုတော့ရအောင်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာကကျွန်တော်နောက်ထပ်တစ်ခုစကလုံးအနေနဲ့ကျွန်တော်ပါထည့်ထားလဲဆိုတော့ခေါ်ဆိုတဲ့ဟာမျိုးထည့်ထားပါတယ်အဲ့ဒါပါလဲဆိုတော့မြန်မာလိုပြန်ဘရားစီပေါ့နော်ဘရားစီဆိုတော့ဒါနောက်ပိုင်းကျွန်တော်ပြန်ရှင်းပြပါမယ်ဆိုတော့အရင်ဆုံးလက်မောင်းကျွန်တော်လက်မောင်းအမ်းပေါ့နော်လက်မောင်းကြတော့ထိုင်းလို့ can လို့ခေါ်ပါတယ် can လက်မောင်းပေါ့နော်ပါဇက်ကိုကြတော့ပากပါစပ်ပေါ့နော်နရွက်ကိုကြတော့ဟူနရွက်ပါကိုကြတော့ကမ်ပါပေါ့နော်ကမ်ပါဆိုတော့ခုနခေါ်နဲ့ကျွန်တော်နောက်ထပ် verb တစ်ခုနေနဲ့ကျွန်တော်ပြောကြည့်မယ်ဆိုရင်နန်းနဲ့ပေါ့နော်နန်းဆိုတော့နန်းနာနဲ့ဒီဝါကြရည်နဲ့ကျွန်တော်ဝါကြတစ်ခုဖြစ်အောင်ဆက်ပြပါမယ်အဲ့ဒီမှာခေါ် plus verb ပြီးလို့ရှိရင် noun ပေါ့နော်အဲ့ဒီမှာကျွန်တော်ဘယ်လိုပြောမလဲဆိုရင်မင်းရဲ့လက်မောင်းကိုနမ်းပေးရစီဒါပေမဲ့လက်မောင်းနမ်းတာတော့မရှိပါဘူးเนาะအဲပြောကြည့်တာပေါ့เนาะလက်မောင်းနမ်းပေးရစီဆိုလို့ရှိရင်ခေါ်နမ်းတာကြတော့ကျွန်တော်ကျုပ်လို့ခေါ်တယ်เนาะကျုပ်เนาะကျုပ်ဆိုတော့ခေါ်ကျုပ်ခဲန်เธอမင်းရဲ့လက်မောင်းကိုနမ်းပေးရစီနောက်တစ်ခုမင်းရဲ့ပါးစပ်ကိုနမ်းပေးရစီဆိုလို့ရှိရင်ခေါ်ကျုပ်บัตรขอจุกบัตรคนบ่เนาะคนเลยရတယ်เธอเลยရတယ်มึงเลยရတယ်บ่เนาะစကားထဲမှာဆိုလို့ဆိုมึงတို့ဒါပေမဲ့มึงကကြတော့နည်းနည်းတငယ်ချင်းအရန်စနစ်ကအရန်ရင်းနေတဲ့လူတွေမှာတောင်းတာပေါ့เนาะဒီမျိုးတွေစီလို့ရပါတယ်နောက်တဲ့မင်းနေကကြတော့ဗာလဲဆိုရင်နှာခေါင်းကြတော့จมูกနှာခေါင်းမျက်ခုံးကြတော့คิ้วမျက်ခုံးปลายกูจะรอท้องไปปวดท้องไปบ่เนาะแล้วกูจะรอเจ้าแกะขณะกูมาชื่อเจ้าแกะจะรอไตลูกขอบาได้ต่อไอไตลูกขอบาได้ขณะรู้แบบคอเนี่ยแบบบ่เนาะเมียนักข่าวกูงาแนมไปยาสิโซลูชันคอจุกจมูกเธอเมียอันนั้นมันหน่วยซีลูกปลาไหลปูด้วยสกัดย้อนสันตัวมาบ่เนาะขอจุดจมูกเธอหน่อยสิมีเขาแนมเบียสิบ่เนาะมีเขาจีเบียสิขอดูคิ้วมือขอดูคิ้วเธอหน่อยสิมีเขากูจีเบียสิสารพิษบ่เนาะဆိုတော့ဒါကတနေ့ရှစ်လုံးဝကြပါကျွန်တော်ခေါ်နဲ့တခြားကျွန်တော် vet တွေနဲ့ကျွန်တော်ဝကြဖွဲပြသွားတာဖြစ်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကတော့တနေ့တပုတ်တော့လာကောင်တချို့ရက်တွေမှာ2ရက်တပုတ်တော့လာကောင်3တပုတ်တော့ကောင်ကျွန်တော်အားတို့တင်သွားပေးပါမယ်ဆိုတော့အားလုံးပဲအဆင်ပြေချုံးမွေးစွာလေ့လာနိုင်ကြပါစေခင်ဗျာขอบคุณค่ะเจอกันวิดีโออีกครั้งนะครับขอบคุณค่ะ